အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဘန်းနာဟီတို့အလဲတစ်ခေါက်သွားမှာဖြစ်ပါတယ်ဘန်းနာဟီရောက်ပါဘူးနော်ဒီပဲကိုဘယ်နှမိနစ်လဲမသိတော်တော်ကြာစီရ20မိနစ်စီရမိနစ်3မိနစ်စီရဒါလေးကတော့ဘန်းနာဟီရဲ့တောင်ကြီးပဲရှိပါသေးတယ်အဲ့တော့ကေပဲစီးဖို့အတွက်ကိုလမ်းလဲတော်တော်ရှောက်ရပါတယ်လမ်းရှောက်ကတဲ့ဒလိကားစီးရတယ်မန်နော်ဘာ6ခွက်ရ6ခွက်ရှန်တို့ကဘန်းနာဟီသွားဖို့အတွက်ကိုတိုး package ဝယ်လိုက်တယ်အဲ့တော့ package ထဲမှာ hotel ကိုလည်းလာကြိုပေးတယ်ပြီးတော့အသွားအပြန်လဲပေါ့နော်အကြိုဖို့ရှိရဖြစ်တဲ့အတွက်အရန်ကိုအဆင်ပြေတယ်ဟိုရောက်တဲ့ခါကျတော့လဲ group လိုက်သွားရတာဖြစ်တဲ့အတွက်မရောက်ဘူးတဲ့နေရာမကြံအောင်ပေါ့နော်တခါတည်းသူတို့ကအကုန်ပို့ပေးတာဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကေပဲစားစီရမယ့်နေရာဖြစ်ပါတယ်။ရှင်တို့သွားတဲ့ရက်ကစနေနေ့လားမသိဘူးဖြစ်တဲ့အတွက်လူတွေရမ်းများတာအဲ့တော့နည်းနည်းတော့စိတ်ရှိရှိနဲ့တန်းစီပြီးစောက်ရပါတယ်ပေါ့နော်။ဒါတော့စစီရဲ့နေရာမှာအောက်မှာစမ်းကြောင်းလေးတွေ့ရပါတော့။ तू ကအရန်မိုက်တာဘာလဲဆိုတော့တောင်နေဆင့်ဆင့်ကိုဖြတ်သွားရတာကိုကေပဲစီးညာဆိုတော့တော်တော်မိုက်တယ်ပြီးတော့အချိန်ကြာစီးရတာလည်းဖြစ်တဲ့အတွက်ဟိုရှုခင်းနေပေါ့နော်အဲ့လိုကြည့်ရတာဆိုပို့ပြီးမိုက်ပါတယ်။ဒါကတော့နာမည်ကြီးနေတဲ့လက်ဝါးတရာကြီးကိုဒီကေပဲပေါ်ကနေမြင်ရတဲ့အနေထားပေါ့နော်ရှင်တို့သွားတဲ့ရက်ကကန်ကောင်းသွားတာကဒီမြူမဆိုင်တဲ့တူတဲ့ခါကျတော့ဘေးပတ်ဝန်းကျင်တွေအကုန်လုံးမြင်ရတယ်ဒီလက်ဝါးတရာကြီးကိုလည်းမြင်ရဖြစ်တဲ့အတွက်အရန်မိုက်ကြတယ်ပေါ့နော်ပေါ်ရောက်သွားတဲ့ခါကျတော့မျက်စိတစုံပေါ့နော်ရှုရင်းနေအရန်ကိုလှတယ်သူတို့ပုံမှာလှုပ်ထားတဲ့ပန်းတွေတို့အဲ့လိုဒီဇိုင်းတွေကအစအရန်ကိုလှပါတယ်ဆောင်းတန်းစင်တာဒီဆောင်းတန်းစင်ဒီပါလေတို့ရှိရတယ်အများကြီးဒီနေ့စနေနေ့လည်းဖြစ်သွားတော့အများကြီးဖြစ်သွားပြီရမ်းများသွားတော့တန်းစင်ဆောင်းရတယ်international buffet ဖြစ်တာဖြစ်တဲ့အတွက်ကိုရီးယားတို့ထိုင်းတို့တရုတ်တို့အကုန်ပါဖြစ်တဲ့အတွက်ရှမ်းကတော့အကုန်စားခဲ့ပါတယ်ဒီနေရာလေးကတော့အပေါ်ဆုံးဖြစ်ပါတယ်ဒီနေရာလေးမှာပေါ့မတ်လည်းရှိတယ်ပြီးတော့နေရာအစုံပေါ့နော်ဓာတ်ဝင်ရိုက်ဆရာကြီးလည်းရမ်းများတယ်တခြားတော့ဒီမုတ်ဆိုင်တွေလည်းများတယ်ပေါ့နော်ဒီနေရာလေးမှာတော့ဒါလေးကတော့အားလုံးတောင်းဆိုနေကြတဲ့အမောဖြေတဲ့ပြင်သစ်ဘီယာလေးဖြစ်ပါတယ်ရှင်ကျောက်ကိုပြေးလိုက်တော့အဖို့ဝင်စင်းဘန်းနာရေးခီးစီလေးကတော့ဒီမှာပြီးဆုံးပါပြီ See you in the next video bye bye